ဆန်ရှိတယ်ဆိုပြီးတော့ Iris စီမာမြင့်တချင်းကိုအတန်သေးအတန်ကြောင်းနဲ့ဆိုလို့ပွဲဖြစ်နေတဲ့ပိုးကြပြုခင်တို့ဇနီးမောင်နှံအခုလက်လုံးမှာပရိသတ်တွေကြားထဲမှာရေပန်းစားနေတဲ့ Iris စီမာမြင့်ရဲ့အရေးတစ်ခုလိုနေပါမယ်ဆိုတဲ့တချင်းကိုကောင်ဝါထဆိုတာကပိုးကြပြုခင်တဲ့ PK ထွန်းတို့ဇနီးမောင်နှံပါဒီလိုဆိုတဲ့နေရာမှာလည်းပရိသတ်တွေကမကြိုက်ကြလို့တော်တော်လေးကိုပွဲဖြစ်နေရဖြစ်ပါတယ်ထို့သဖြင့်လူတော်များများတော့ပိုးကြပြုခင်တဲ့ PK ထွန်းတို့တချင်းဆိုတာကအတန်သေးအတန်ကြောင်းနဲ့တချင်းပြတ်သွားတယ်လို့ပြောကြတာပါဆိုရင်တလောကလုံးကဆိုရင်ပိုးကြပြုခင်တဲ့ PK ထွန်းတို့ဟာငလီမင်းမှာလူတန်းလုပ်ခဲ့လို့အားလုံးရဲ့ချစ်ချင်းမြတ်တာကိုရရှိထားတာပါပိုးကြပြုခင်တဲ့ PK ထွန်းတို့ဟာခေါတော့တချင်းဆိုကောင်းလို့ share plan နဲ့အစိမ်းခံနေရတာလေးဖြစ်ပါတယ်ရေတစ်ခုလိုနေပါမင်းဆိုတဲ့တချင်းကတော့ယခုနှစ်တွေတွင် Iris စမာမြင့်နဲ့အောင်မြင်ဆုံးတချင်းတွေကတပုတ်လဲဆိုပါတယ်ထို့သဖြင့်တော့ Iris စမာမြင့်အတန်ချွတ်ချွတ်အေးလေးနဲ့တူအရင်တစ်ခုလိုနေပါမင်းဆိုတဲ့တချင်းဟာတော်တော်လေးကို live ဖန်ကြီးကလူကြိုက်များခဲ့တာဖြစ်ပါတယ်အစမတချင်းကတော့မင်္ဂလာနှစ်ပတ်လည်နေ့မှာလင်မယားနှစ်ယောက်တချင်းကိုတီးဆိုထားပြီးmusic video ကတော့မန်လေးနန်းမြို့ရုံရှိမှရိုက်ခဲ့တာမို့လို့ပို့ပြီးတော့အမှတ်ရစရာတွေများတယ် FTV လေးပါဆိုပြီးတော့ပိုးကြပြုခင်ကပြောလာတာပဲဖြစ်ပါတယ်